မြန်မာအတိုက်ခံတွေကဘာလို့မညညွတ်နိုင်တာလဲဘာလို့မညညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်ကောင်စီစကမအပြင် alternative တစ်ခုဘာလို့မပြနိုင်တာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လည်းစောစောထောက်ပြခဲ့တယ်လို့မျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတစ်ခုတိုင်းရင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမူဆွဲမယ်ဆိုရင်ဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုကုဖို့လည်းလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးတယ်လုပ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြားမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီကိစ္စကိုလုပ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းချင်းကြားမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့ဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကိုတွေးခေါ်မြင်မျောနိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်နည်းနည်းမျောလင့်ချက်ရှိတယ်